တမာတိကျင့်တယ်ဆိုတာသိလားဒီခေါ်ရမှာခေါ်ရမှာခဏကြွပါအဲ့ဒီနဖူးမှာစိုးနေတာလေးတွေ့လားအဲ့ဒါအဲ့မှာအာယုံထက်တာလားခင်ဗျားဘယ်သူတူဦးတောင်ကသူ့ပေါင်ကိုလာခွာလဲ तू ကဂေါရမပေါင်ကိုစော်လေးလာတက်ခွာထားတဲ့ပပူးယုံမြင်ဘူးလားဂေါရမပေါင်ကိုစော်လေးတက်ခွာထားတဲ့ပပူးယုံမြင်ဘူးလားမြင်ဘူးလားစော်လေးကနစ်ကက်ကြီးပေါင်လေးတက်ခွာပေါင်ကတက်ခွာထားတာအဲ့လိုလာခွာလဲဆရာသမားအေးစင်းငါဖရားစီဆောက်ချင်မဟုတ်တဲ့ဒီမှာနဖူးမှာအာယုံထက်တာလားသူ့တောင်သူ့လာတယ်အာယုံ6နှစ်လောက်ထက်လိုက်တော့သူ့ပါသူ့သွားတယ်ပြီးရောနဖူးပါသူ့သွားတယ်ဟဲ့ကျေးဇူးပါအနှစ်သာရနဲ့အကာနဲ့ကိုဘယ်ကတုံးမှခွဲပြမပြသွားဗုဒ္ဓဘာသာမဟုတ်ဘူးလို့ကျွန်တော်ပြောပြသွားတယ်ဂေါတမဟာဘာသာမဲ့လို့လည်းပြောပြီးသွားပြီဗုဒ္ဓဟာကျင့်စဉ်ဗုဒ္ဓဆိုတာဘာလိမ့်ပဲလဲဆိုတော့စရီလင်္ကာသီရိလင်္ကာကလားရုပ်ပေါက်တဲ့ဘုန်းကြီးပေါ့ဗျာသင်္ကန်းသီးတဲ့ဘုန်းကြီးသင်္ကန်းသီးတဲ့ဘုန်းကြီးကဟောပါတယ်ဗုဒ္ဓဆိုတာဆိုတာဘာလဲဆိုတော့သူ့အဓိပ္ပာယ်ကိုသူရှင်းပြသွားတာအင်္ဂလိပ်လိုရှင်းတာလို့ရှင်းပါပဲကျွန်တော်ကလည်းရှင်းတော့တယ်ဗမာလိုရှင်းဗမာဘုန်းကြီးတွေရှင်းကျွန်တော်တခါမရှင်းဘူးဘာတွေပြောမှမသိလို့တိုင်နေပတ်နေမပြီးတော့ဘူးပြန်မေးရတာနဲ့ပြန်ဖြေရတာနဲ့တိုင်နေပတ်ဒါပေမဲ့ဟိုဆရာတော်ကြီးကရှင်းတယ်ပါကျုပ်ဆရာတော်ကြီးကရှင်းတယ်ကျွန်တော်လူငယ်တွေပြောနေသလိုပဲပါကျုပ်ဆရာတော်ကြီးနဲ့ကျွန်တော်နဲ့ language တူတယ်သူပြောတယ်ကျွန်တော်နားလဲကျွန်တော်ပြောတယ်သူနားလဲမယ်ထင်တယ်ဟုတ်ကဲ့အဲ့ဒါပြောနေတာကအဲ့စောက်ကတုံးတွေတချို့များသောပြက်ကတုံးတွေကခင်ဗျားတို့ရှုပ်အောင်ပဲပါဠိလိုပြောတော့လူတွေကလည်းအစောတွေကစာအရှည်ကြီးတော့မဖတ်ချင်တဲ့လူမျိုးဗျာစောက်ပြင်းနေနိဗ္ဗာန်ကိုတို့ကခင်ဗျာရေသက်ချပြီးသွားလို့ရမယ်ထင်နေတာနိဗ္ဗာန်ကိုရေသက်ချပြီးသွားလို့ရမယ်ထင်တာရေသက်မချနဲ့ခင်ဗျာအိမ်တကားပေါက်တွေအကုန်ပိတ်အကုန်ရေလုံးအောင်ပိတ်ရေသက်ကိုလေမော်တာနဲ့နှိုးထားလိုက်နိဗ္ဗာန်ရောက်မလားလို့ရောက်မှာတကယ်ရောက်မှာခင်ဗျာအခန်းရေပြည့်ပြီးရေနစ်ပြီးသေပြီးတော့ရောက်မှာကိမာလကီယာမှာကိစ္စတုံးမှာအဲ့ဒါပို့ပြီးတော့အတိတ်ပဲရှိတယ်စောက်ဖို့တွေမဟုတ်လို့ဗုဒ္ဓဆိုတာ तू ကလူသားရဲ့ဆောင်းချွတ်တာပေါ့ဗျာဆောင်းညံကောင်းတာအဲ့ညံကောင်းတာတွေ above ကိုကြော်သွားတာလူသားအလုံးစုံသိမြင်တော်မူသောဆိုတာတပ်ပေညုတညံဆိုအဲ့ဒါကိုပြောတာပေါ့အလားတမရောက်လာအဲ့တော့ तू ကအလားတမရောက်လာတဲ့လူဖြစ်တဲ့တူကဒီလူသားတွေကြော်မြင်နိုင်သိနိုင်စွမ်းတွေကိုကြော်သွားတဲ့ဟာကိုဗုဒ္ဓခေါ်တာဟာဘာသာမဟုတ်ဘာသာတရား religion မဟုတ်ဗုဒ္ဓဟာကျင့်စဉ်ခင်ဗျားတို့တိုင်းကျင့်တယ်လို့ပဲတိုက်ကွမ်ဒိုဆော့တယ်လို့ပဲ boxing ထိုး online ဆန် boxing ကျင့်တယ်လို့MMA ကျင့်တယ်လို့ပဲအဲ့ဒါကျင့်စဉ် rubber rescue တွေကျင့်တယ်လို့ပဲအဲ့ဒါကျင့်စဉ်ဗုဒ္ဓဘာသာမဟုတ်ဘူးစောက်ဘောတွေကိုပြောပြလိုက်ဗုဒ္ဓဟာဘာသာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုခင်ဗျားတို့မပြောရင်ဒီ show ကြီးကိုခင်ဗျာ projector ထောင်ပြီးတော့အဲ့မှာမွေးငါးကျွေးပြီးတော့ဖွင့်ပြလိုက်ဟလားအဖိုးကြီးဖွားကြီးရက်ွက်ထဲမှာခေါ်အကုန်လုံးတရားပွဲဆိုပြီးတော့ပြီးရ projector ကြီးခံပြီးတော့အဲ့ဟာကြီးပဲဖွင့်ပြလိုက်ခင်ဗျားတို့ခေါင်းရိုက်ခွဲမှာမွေးငါနှစ်ပွဲလောက်စားပြီးမှခေါင်းရိုက်မှာမွေးငါတော့နှစ်ပွဲကုန်စားအောင်မှာသူကခလေးလည်းပါလာလေအလကားစားတော့သူနှစ်ပွဲလောက်တော့ကုန်စားအောင်မှာခင်ဗျားကျွေးတဲ့မွေးငါစားအောင်မှာပြီးတော့မှဟမ်တင်ငန်းလည်းမပါပါလားဒီကတုံးကဒီကတုံးကလည်းကနေတယ်ဘာကဟဲ့နေရပါမှားနေရလားငါတို့ကဆရာတော်ကြီးဆိုလို့ငါရှေ့မှာကျေဆုံးမှနေရာယူပြီးတော့မှတပတ်လေးတော့တင်ပြီးပါနေကတုံးကဘာကြီးကနေရဟဲ့ဘာတွေသချင်းနေလဲငါတို့လားအမေအောင်လားမအေးလို့မင်းအောင်အဲ့ဒါလေးတော့မစိုးအဲ့ဒါလေးသဘောကျအေးဟုတ်ပြီဆရာတော်ဘယ်တော့ကြွမှာဆရာတော်ဘယ်တော့ကြွခင်ဗျားတို့ကြက်တော့အဲ့စောက်ဘောတွေကိုကြက်တော့ရက်ွက်တဲ့စောက်ဘောတွေကိုကြက်တော့မကြက်ရင်ခင်ဗျားရက်ွက်တဲ့စောက်ဘောတွေကသူတို့ဟုတ်တယ်ထင်ပြီးစောက်ဘောတွေကြာပြီးတစ်သက်လုံးတစ်နိုင်ငံလုံးစောက်ဘောတွေကြာပြီးဟုတ်တယ်ထင်နေကြတာအဲ့ဒီသိတဲ့ဂျိုသားတွေကအဲ့စောက်ဘောတွေကိုစောက်ဘောဖြစ်မှန်းသိအောင်လေအိမ်ရောက်တော့မှသူတို့ဝေးတယ်သူတို့ကတော်တော်လေးဝေးတယ်မြကြီးနားနဲ့ဟိုဘိတ်လောက်ဝေးတယ်Yeah, scientist ငုတ်တုတ်ကြီးထိုင်ပြီးတော့စကြဝဠာကိုတွေ့သွားတာငုတ်တုတ်ကြီးထိုင်ပြီးတော့သူ့ body ကိုသူတွေ့သွားတာဟလားရေစက်တွေချနေတာမဟုတ်ဘူးပူနဲ့ရွတ်နေတာမဟုတ်ဘူးငုတ်တုတ်ကြီးထိုင်ပြီးစိတ်ကိုဒီမှာထားပြီးတော့စကြဝဠာကြီးကိုတွေ့သွားတာshit ဟာတိတ်တော့မကျင်အောင်6ရက်မဟုတ်ဘူးကိုနဝင်းမိုးလေးမှသိဆိုပြီးပတ်မစိတ်နေနဲ့စောက်ဘောတွေ6နှစ်လောက်ကျင်သွားတာ6နှစ်ကျင်သွားတာတယောက်တည်းငုတ်တုတ်ကြီးကျွန်တော်ပြောရပြီပါကိုရင်းနဲ့နိဗ္ဗာန်တူသွားလို့မရအောင်လမ်းထိပ်မဝင်ကားဆိုင်ရနဲ့နိဗ္ဗာန်တို့ကိုညီမလေးနဲ့သွားလို့မရအောင်တော်သေးတယ်ခေါင်းထဲမှာ rap မဆိုတတ်လို့ဆိုတဲ့ရင်သူတော်ထားအောင်မယ်တယောက်တည်းတိုက်တဲ့တိုက်ပွဲဟွန်တူတယောက်တည်းတိုက်တဲ့တိုက်ပွဲအဲ့ဒီမှာပရိသတ်မှာမူဗီဘက်ကနေတဲ့ကောင်တွေကဆောင်းပေါက်ကိုအဲ့လို EDM တွေဖွင့်ပြီးတော့ဒုံခေါင်းထဲမှာတရားထိုင်စေတဝင်ကျောင်းထဲမှာတင်းအဝေးရတယ်ကြားရတယ်ဘာတွေလဲမသိဘူးဘာကောင်တွေလဲမသိဘူးခေါင်းထဲမှာစေတဝင်ကျောင်းထဲမှာတရားထိုင်နှစ်ဖူးမှာတိန်တဲပြီးတော့အလားတမလည်းငြိမ်နေသူ့ရဲ့စိတ်ကကံရည်လိုင်းချက်ခုမရှိတဲ့ကံရည်ပြင်လိုပဲငြိမ်တက်အဲ့ဒီချိန်မှာဒုံ
ဟာငါရင်ဘက်တွေနားဟဲ့အာနန္ဒာဘာဖြစ်လဲဘာဖြစ်လဲစကြဝဠာမင်းတွေပါဆင်းလာလားဘယ်ရအရှင်မရမသိဘူးလားဘာဖြစ်လို့လဲမနစ်ကလည်းဒီလိုပဲလေအော်မနစ်ကငါတော်ရဲသွားနေတော့မသိဘူးဘာဖြစ်လို့အခုဘာဖြစ်လဲဇလူဝင်ကြောင်းငါဒီနေ့မှပြန်ရတယ်ဘာဖြစ်လဲအာနန္ဒာရှောက်ဆန်းအရှင်ဘုရားအဲ့ဒါအရှင်ဘုရားရဲ့ follower တွေEDM ဖွင့်ပြီးတော့ movie ဘက်ကနေမပြောနဲ့အာနန္ဒာဟာသိပြီငါဘုရားသာသနာကိုကရုံးတွေဖြတ်မဲ့ထင်တာအခုကစောက်ဘောတွေပါလာပြီကရုံးတွေကတော့ဖြတ်ပြီးသွားပြီအခုစောက်ဘောတွေပါထပ်ဖြတ်နေပြီဆိုတော့နေအောင်ငါထွက်ကြည့်လိုက်အောင်မယ်ငါကိုတော်ကိုင်ကြွတော်မူမယ်တွင်ဟာငါဒိဗ္ဗသက်ကုညနဲ့လမ်းကြည့်လို့တွေ့တာမဟုတ်ဘူးမသားလေငါနေလို့ကားရှိမှမတည့်ရနေတာကျွီးဟာအဲ့ကြောင့်ပရိသတ်ပဲလှက်နေတာဘဲကောင်းလေဒီထဲမှာပဲဘာလို့လဲကြာဒီလောက်ရေးတကြီးပရိသတ်ပဲလှက်နေမလို့မသိဘူးလားမကြဘူးမကြဘူးဘာပြောရလဲချစ်သားဘာပြောရလဲအော်ဟဲ့လေလောဒန်ရှော့ဒန်ရှေ့လူဘာလဲမသိဘူးလောဒန်ရှော့ဒန်လာတောင်းတာလားမသိဘူးလောဒန်ရှော့ဒန်ဟုတ်တယ် sorry ဒီမှာ EDM ဖွင့်ထားတာဗုဒ္ဓလေဘာညာမသိဘူးလားဗုဒ္ဓနေ့ခင်ဗျဗုဒ္ဓဘာသာမဟုတ်ဘူးလားချစ်သားငါဗုဒ္ဓမယုံကျုပ်တို့ရွာဆရာတော်ကြီးပြောထားတယ်မယုံခင်ဗျာဗုဒ္ဓနဲ့တူအောင်မတူတာမတူဗုဒ္ဓနဲ့တူအောင်မတူတာခင်ဗျာကလားရုပ်ပေါက်နေတာဟာရောဒီကောင်ကလားရောက်ဒီကောင်ကလားအကောင်ကလားခင်ဗျာရုပ်ကလားရုပ်ပေါက်နေဘယ်လိုလုပ်ဗုဒ္ဓနဲ့တူမှာလဲရွာဘုံကြီးပြောထားတာခင်ဗျာရုပ်မဟုတ်ခင်ဗျာရုပ်မဟုတ်ဟဲ့လာကြသူ့ကိုဗုဒ္ဓယုံလားမယုံဘူးခင်ဗျာကလားဟဲ့ဝိုင်းရက်ငါလူဝိုင်းရက်အဲ့ဒါဗမာပြည်ရဲ့ဗုဒ္ဓဘာသာ